CCPA Entertainment Channel ပြည်သူကြီးအားလုံးပဲမိတ်ကလာပါနော်ကျွန်တော်ဒီနေ့မှာတော့ကာဘာဆောင်ဖွင့်ပြတဲ့အစီအစဉ်လေးကနေပြီးတော့ဖွင့်ပြပေးမယ့်သင်းလေးရတော့ဒီဂီတာနဲ့ပေါ့နော်ဂီတာနဲ့မက်ဒလင်အတန်လုံးကိုတီးသွားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုပေါ့နော်အဲ့ဖိုင်လေးကိုကျွန်တော်ဖွင့်ပြခြင်းပါတယ်တီးသွားတာတော်တော်မိုက်တယ်ပေါ့နော်ဂီတာလာဝဲနဲ့ဂီတာဆန်းတာလို့သူရဲ့ TikTok မှာရေးထားတယ်ပေါ့နော်ကျွန်တော်တူတူကြည့်လိုက်အောင်နော်ထိန်းကြီးဆိုရတာမသိဘူးဒီကြတော့တော်တော်ယူလိုက်ရင်းတယ်အပြည့်မိုက်တယ်နော်ဒီလိုမျိုးတီးသွားတာတော်တော်မိုက်တယ်လို့ပြောမှာပေါ့နော်ဒီဂီတာကိုဒီလိုမျိုးဆန်းလေးတီးတာတော်တော်မိုက်တယ်လို့ပြောမှာပေါ့နော်ဒီမူရင်းဗီဒီယိုပိုင်ရှင်တွေအားလုံးလည်းလေးစားပါတယ်ပေါ့နော်